သရတန်ဖြစ်တဲ့ထွက်သောဆိုတဲ့အတန်တစ်ခုကိုထပ်ပြီးတော့ပြောပြပေးသွားမယ်ဒီအတန်ကကြတော့ဒီနှလုံးတွဲသရတန်ဖြစ်တဲ့အောင်ဆိုတဲ့အတန်နဲ့ဒီဆွာဆောင်းဖြစ်တဲ့အော်ဆိုတဲ့အတန်လေးနဲ့ပေါင်းပြီးတော့ထွက်လာတဲ့အတန်အဲ့ဒါကိုhour အဲ့လိုမျိုးဆိုရတယ်ဒီမှာဆိုရင်ဒီအတန်ကိုတွားပြီးတော့ကြည့်မယ်ဆိုရင်ဒီမှာဆိုရင် power ဒီလိုကောင်းဆိုရင်ဒါဒီလိုpower ဟုတ်ပြီဒီမှာဆိုရင်တော့ဒီမှာလေဒီမှာပြထားတာပေါ့နော်ဒီကောင်ပြထားတာပေါ့ဒီမှာဆိုရင်ဒါထွက်သုံးကိုပြတဲ့အတန်ပေါ့နော် power နောက်တစ်လုံးကိုကြည့်မယ်ဆိုရင်တော့ sorry ပေါ့နော်နောက်တစ်လုံးကိုကြည့်မယ်ဆိုရင် power SISOWER shower ဆိုတော့အဲ့လိုမျိုးတွေပေါ့နော်သွားပြီးတော့နားထောင်လို့ရပါတယ်sorry hourဆိုတော့ဒီမှာကျတော့ဒီ h ကဒီမှာဆိုရင်အဲ့ဒီ h ကဘာလဲဆိုရင် silent ဖြစ်သွားတယ်ဒီ silent letter တွေဆိုရင်ဒီအတတ်ထွက်တွေမှာမပါပါဘူးအဲ့လိုမျိုးတွေလည်းရှိပါတယ်ဒီ silent ဖြစ်တဲ့အတန်တွေကြတော့ဘလူးအတန်တွေရှိလဲဆိုတာကိုကြတော့ပုံသေးမှတ်ထားလို့မရပါဘူးပေါ့နော်ဆိုတော့ဒါ silent ဖြစ်ကြောင်းမဖြစ်ကြောင်းကိုကဘလို့မှသိနိုင်မလဲဆိုရင်ဒီဗီဒီယိုကိုကြည့်တဲ့အခါဒီဒါအတန်ထွက်တဲ့ကိတ္တမှာဒါသူ့ရဲ့အတန်ကိုထည့်ပြီးတော့မီးအေးထားလို့ရှိရင်ဒါsilent letter ဖြစ်တယ်ဆိုတာကိုသိရမှာပေါ့နော်ဒီမှာလဲ hour အဲ့လို UK US ကြတော့ကိုကြိုက်နေတဲ့အတန်ကိုဒါသွားပြီးတော့ထွင်နိုင်ပါတယ်ဆိုတော့ဒီသင်ခန်းစာကိုဒါနားလည်မယ်လို့ထင်ပါတယ်ဒီသင်ခန်းစာကိုဒီလောက်နဲ့ပဲရနာပြစေဒါနောက်သင်ခန်းစာမှာထပ်ပြီးတော့တွေ့ဆုံကြပါမယ်ဒါသင်ခန်းစာလေးတွေကိုနေတဲ့ဆိုရင်ဒါ channel ကို subscribe လုပ်သွားပြီးတော့သင်ခန်းစာအသက်တွေကိုထပ်ပြီးတော့စောင့်မျှော်ပြီးတော့လေ့လာလို့ရပါတယ်